ကိုစေကြီးတို့လှည့်ပါအောင်နည်းနည်းဒီမှာလှည့်ပါအောင်ဆက်ကြောโอเคပါရွှေကွန်ကြပြအောင်ပါဟုတ်ကျွန်တော်တို့ခုရဖို့ပါမယ်တော့ဒီနေ့ကပိတ်ရက်လည်းဖြစ်တယ်ဆိုတော့တော်တော်များများတော့ဒီမှာစီကားပါတယ်အေရီမီကန်နှစ်ဘေးနဲ့ဆက်ပေါ့နော်ဘူရီးယားတက်တောင်မှာနည်းနည်းအေဂျင့်သိတယ်နော်ဒီမှာတော့ပကံရဲ့အတရလက်သေးကြီးဆွဲတဲ့နေရာလေးရှိပါတယ်ဒါတော့အေရီမီကန်နှစ်ဘေးပါဒီမှာမလေးရဒါပါတယ်ဒါပါတယ်ဒါကြောက်စာဒီမှာတော့အေးညံလေးနဲ့ရှိမယ်ဒီရိတ်တင်နဲ့ဒီညမှာလေဗျဟုတ်ကိုတော်ကြီးကနေပြီးတော့လည်းကြည့်မယ်လဲရောင်မြကန်တဲ့ဘေးကတော့ဒီသမားလေးအကျော်တက်စင်းတော့လည်းမြင်တယ်ဘယ်ရောက်ပါလဲဘူဒီလေးဘယ်ရောက်ပါလဲHey here don't move be more careful ဟုတ်တယ်အဲ့နေရမှတ်မိပြီဘောကနေရိုက်ထားဟိုတစ်ခါကပါလဲအမလေးအမီဆုံးကြီးမှာသွားတင်တယ်ငါလေးနေရောက်ရှိနေနေရတော့ဖုန်းနဲ့တက်နေမျိုးဒီလာနေကြရပါအဲ့ဘလူးဆိုရဟုတ်တယ်ဝေဒနာကိုကြောက်တော့ဟုတ်ရတယ်ကျင်းရင်တော့ဒီနဲ့အပေါ်နဲ့အောက်ပေါ်တနေ့ကိုအခေါက်30 40ခဲလုံးနေပြချခဲ့တာတက်စေးဆိုတော့ဒူးချောက်အောင်ဒီကျွန်တော်တို့ရာမီကန်နေပြီကကိုမပြောရခဲ့ပါဘူးဘယ်ချက်ပါနိုင်နော်ဒါ view တွေမှုတွေကောင်းနေပြီအဲ့မှုတိုင်းသွားမယ်ဘိုင်နဲ့ချက်တာကျွန်တော်တို့ရွှေကွန်ကြဖျားမှာ ARI မြေကမ်းတဲ့ဘေးမှာအေးစေးလေးထိုင်ပြီးတော့ကျွန်တော်တို့ခုသွားကြရှိလို့ဟုတ်တယ်သူက7နိုင်ဆိုသူဆွဲပြီးပြောပြန်ပြီပေါ့နော်တခြားနေရာလေးမှာကျွန်တော်တို့ခဏလေးလာစရာရှိတာလေးလာပါဦးမယ်နော်အောင်စင်သူမင်းကြီးရဲ့ကုသိုလ်တော်နန်းဦးဖျားလို့လည်းပြောပါတယ်။ဥဒတိုင်းက73ပေရှိတယ်။ရေးထားတာတော့မှုံဝင်းကြီးပေါ်မှာပေါ်နေတယ်လို့ဆိုလာပဲ။အဲ့ဒီလိုပဲမြင်စီခြင်းလို့ဆိုပြီးတော့တည်ထားတာလို့ပြောတာပဲ။ဟိုတင်လိုက်မယ်တင်ထားလိုက်နည်းထားအရွှေ့ပြန်အောင်ကျွန်တော်တို့စာပြီးတော့တက်ပါရွှေဦးကြီးဖျားဖြစ်ပါတယ်ဟိုးမှာတယောက်တည်းဆွေးသလိုလိုငေးသလိုလိုဖြစ်နေတာတော့ကိုဒီလေးပါ
အနုမာအာနန္ဒာဆိုတဲ့အနုပညာလက်ရပြောင်မြောက်လာတဲ့ ဒီကကြည့်ကြမိုက်တယ် ဗဟန်ရှေးအောင်ယဉ်ကျေးမှုနေမြေရဲ့လူပညာပြောင်းမလာတဲ့လက်ရများကိုမြင်တွေ့နိုင်တဲ့ပကံမှာရှိတဲ့ထင်ရှားကြော်ကြားတဲ့အာနန္ဒာဘုရားကိုရောက်နေတာဖြစ်ပါတယ်အခုကျွန်တော်တို့ပကံရဲ့အနုမာအာနန္ဒာဆိုတဲ့အတိုင်းအာနန္ဒာဘုရားကိုရောက်နေတာပေါ့နော်ဘုရားထဲမှာရှိနေတဲ့ပကံရှေးအောင်ယဉ်ကျေးမှုနေမြေကလူပညာလက်ရမြောက်တဲ့ပကံဒီရှိပကြီးရှေးအောင်လက်ရလေးဒါလေးတစ်ချက်ကြည့်လို့ကျွန်တော်လေ့လာရတဲ့ဘုရားဘူးကြဟုတ်ပြီမိုးဘာဖြစ်ပါအဲ့လေကြာအဲ့လေကြာအနုမာအာနန္ဒာဘာကြောင့်အနုမာအာနန္ဒာလို့ပြောရင်ဒီပကံမှာရှိတဲ့အနုပညာလက်ရမြောက်တဲ့ရည်စည်းပကြီးတွေရုပ်ပွားတော်တွေဒီလိုပုံစံတွေအားလုံးကအနန္ဒာဘုရားမှာအများဆုံးတွေ့ရတော့ဒါကြောင့်မို့အနုပညာလက်ရမြောက်တဲ့အနုမာအာနန္ဒာအရှိခေတ်ကဒါပကံမှာရှိခဲ့တဲ့ရုပ်ပွားတော်တွေဒါတွေဆိုလည်းသူတို့ကလူတိုင်းကြိုင်လို့ထိတွေ့လို့မရတော့ဘူးဒါတွေအားလုံးကတကယ် UNESCO ရဲ့အမွေအနှစ်ထဲမှာပါတာဖြစ်တဲ့အတွက်ကိုဒါတွေအားလုံးဘောင်နဲ့ပဲမှတ်တမ်းနဲ့ပဲတခြားထားပြီးဒါတွေပေးပြီးထိတွေ့ကြိုက်တယ်မလုပ်ရတော့ဘူးเนาะဆက်ပြီးဘာလို့ကြည့်မယ်ဆိုရင်ဒီတိုင်းပါပဲဒါတော့ကြာခဲ့ပြီပေါ့เนาะဒါရည်ကြီးမှုလက်ရအောင်เนาะဟိုးအရင်တည်းရှိခဲ့တဲ့ရည်ကြီးမှုလက်ရပုံစံမျိုးတွေအားလုံးကိုဒီထဲမှာတွေ့ရတယ်လက်လန်းမမီတဲ့နေရာမျိုးကြာနေဖွင့်ထားပေးလိုက်တယ်ပေါ့เนาะဒီလိုလက်လန်းမီတဲ့နေရာမျိုးမှာဆိုရင်တော့ကျွန်တော်တို့အားလုံးကိုဘုရားဘုရားတို့ဒီလိုလူလက်ကိုထိတွေ့ပြီးကြိုင်တွေပြီးလို့မရအောင်ကျွန်တော်တို့ထားရတယ်တွေ့ပါတယ်ဆက်ပြီးတော့ကျွန်တော်တို့လေးလာကြည့်အောင်နော်โอเคပါကျွန်တော်လည်းဆက်ပြီးလိုက်ခဲ့ပါဦးရဒီနေ့မခဏမှပြင်ကားပြီခပီးဒီဘက်ထွက်ရောဒါဒီမှာလေးတော့ကြည့်လိုက်ပြီးတော့နောက် overview ကနေကြည့်ပြီးတော့ဒီအနန္ဒာဘုရားပေါ့ဒါကအရင်ဘုရားပကံမှာရှိတဲ့ဘုရားတွေနေမှာပေါ့နော်ဒီအနန္ဒာစီရီရဲ့ကျက်စလာမီကိုလည်းထားတယ်ခုလမ်းကြည့်လိုက်ရင်တခြားစီရီတွေနဲ့မတူတဲ့ပုံတွေ့ရတယ်သူကြီးဆိုရင်လည်းသူကဒီပညာနဲ့ချွတ်ထားတယ်ဟိုဟာတင်ကြီးတွေခွာထားတာပုံပဲရှေးဟောင်းအာရီတခြားသူဒီမှာရှိနေတဲ့ရုပ်ထုတွေပုံစံတွေအားလုံးကိုတဲ့ရှင်းလေးမြင်အောင်ဒါကတော့ဟိုအရင်တော့ဒီလိုဖြူဖြူပွေးပုံစံမဟုတ်ဘူးဒါရဲ့ chemical တွေနဲ့ဒီပညာနဲ့ပြန်ပြီးတော့ဒါကိုပြန်ပြီးတော့တန့်ဆင်ထားတယ်ဒါမှဒါရုပ်ထုရဲ့ကောက်ကြောင်းတွေပုံစံတွေပါတယ်ပြန်မြင်ရတာပေါ့နော်အရင်တော့ဒီအစစ်စင်တော့ဟိုတချို့စီရီတွေမှာဆိုရင်တော့အဲ့လိုညွန်ညင်းညင်းဖြစ်သွားတာလို့တန်ကြီးတွေကြီးတွေရင်းနှီးအောင်နေတယ်မဲသွားတဲ့ပုံစံပေါက်ပြင်မယ်ဒီအနန္ဒာဘုရားကြီးကတော့ဒါဒီပညာနဲ့ပြန်ချွတ်ထားတဲ့ခါကျတော့မြင်ရတာပေါ့အရင်တော့ပေါ်ပေးတတ်ကြတယ်အခုကျတော့ဖက်လို့မရတော့ဘူးဒီ point of view ကနေကြည့်မယ်ဆိုရင်တော့တရားလှတယ်နော်တက်ပဲကိုကောင်းပါတယ်နော်ဒီတော့ရွှေစည်းကုံမရဇောင်းထဲမှာရောင်းနေကစီနေမြေပဲပါမယ်နှမ်းပါမယ်ဟုတ်လားဒီကိုစီနဲ့3ခုကို share လုပ်ပေးဒါမျိုးကြီးမှ900ပါခွက်လေးပါတော့ကစီနေပါဗျာအဲ့ဒါလေးနဲ့ထည့်တာလားဟောလို့လားဘာမှမကြုံဘူးဟုတ်ပြီဗျာဒါရွှေစည်းကုံဖရားရဲ့အဝင်တောင်ဘက်မုတ်ကအမပါဟာရမ်းလာတယ်ဗျာ YouTube မှာပေါက်သွားရင်တော့မဆိုင်လူတွေများသွားမှာနော်
ဒီပဲမထည့်ဘူးဟုတ်နောက်နန်းလေးတက်လဲမွေးသွား ဒါမျိုးတစ်ချက်ကိုဘယ်လိုရောင်းတာ 900ပါ ဟုတ်ပြီကျွန်တော်လည်းနောက်တစ်ချက်နောက်တစ်မျိုးကျွန်တော်အကုန်ထဲမယ် ကုန်တဲ့အပြည့် အချက်ဆောင်းပါ စားမလားဒုံလေးနဲ့လည်းရတယ်ကျွန်တော်တို့ကြတော့ လေးချက်ပေးဒုံလေးနဲ့တစ်ချောင်း ဒုံလေးနဲ့အုံကြီးကမ်းများစားမယ် ဒုံလေးနဲ့တစ်ချောင်း ဒါတော့ရောင်းတဲ့မာကြီးပါဘောကောင်းပါလေလက်ဆောင်နေတယ် ရှင်လေးကိုရေးတယ် လက်ဆောင်နေလည်းဒီမှာဝယ်လို့ရတယ်ဒါတော့ကိုဒီလေးပြပါအောင်အစုံထဲမယ် စုံတဲ့ပဲကြာကြာလေးစုံခဲ့တော့ဒီမှာရေပဲလေးဒါကြောက် ဒါတယောက်ယူတာပါ ဒါတော့ ဒါရမ်းနေမယ်ကြီးတဲ့ဒါဒီကိုရောက်ရင်ရွှေစည်းကုန်းမှာပကံရောက်ရင်ဒါကိုမစားမင်းနဲ့မပြန်ရတော့အောင်စားလို့ရမ်းကောင်းတယ်ဒါကျွန်တော်တို့ရဲ့ တစ်ချက်မှ900လေးပါ ချက်မ900ရမ်းတန်တယ်ရတာလည်း တဲစည်းကုန်ဟုတ်ပြီ တဲစည်းကုံမှာခုကြမှာရွှေချလိုက်တာကြမှာရွှေစည်းကုံဆိုတာလေ ဒီကဖြေချတာ ဒီဘက်ဆိုစားတာဘောင်းဝင်အောင် ရွှေရကြောင်သူကအခုမိုင်းလွာဒီဘက်မှာကြတော့လေအလူငွေရွှေချလို့ရတယ်အဲ့မှာမိုင်းလွာ900 ဘုတ်ဖြေစားပြီးတော့ပါ ဘယ်သူကရွှေချလိုက်တာအဲ့ကတော့ရှင် ဘောဘကလူကြီးရ ဘာကငါမပြီးဘူး ရပြီရှင်းပြမယ် ရွှေစည်းကုံဖျားယူပါလေဒီရမြကြတော့လောချာနီနဲ့ကျက်စစ်တော့ပေါ့ဒီနမင်းပေါင်းပြီးတော့မှထူထားတယ်လေရဲခုနှစ်ကကြတော့420ရန်တော့168ပြီအေရီယာကြတော့700ရွှေဒီကုန်းဖျားကြီးကြီးကတော့အုံမပါဘူးလေဘိုင်းနဲ့တီးကြရလဲဆိုတော့ကလေးကြောက်နေတယ်ပဲထူထားတယ်မဖေးချက်သားပလာကြီးလေတက်ကြည့်အောင်လားဖျားကတက်ကြည့်တာပါလေဖေးချက်သားပလာကြီးတဲ့ဆိုတော့လည်းရေးလာအောင်များကျွန်တော်တို့ ရိုက်ခေါ်တော့ကြောသားတော့အရင်ဆုံးရောက်တာလေဖေးရကြောတလားနောက်ကြရပေါ့တမျိုးမျိုးတနေနေရကြောမတိရကြတော့ဖေးထက်သားသလားကြီးတော့အသက်ကြီးရဲ့လူကလေအမှန်တကယ်အသက်ကြီးတော့ကြောဘူးလမောင်းကရာကြီးတော့သားရဲလမောင်းမကြီးရာကြီးကနေရှိတယ်ဖေးရလမောင်းမကြီးရာကြီးကတည်ရတယ်လေဒီစမိုးကောင်းလို့လူမဆိုတော့ဘောတောင်းရင်လို့ရတယ်အပေါ်တောင်းရင်ကိုတက်ကြီးခဲ့တယ်ဆက်ဆက်နဲ့စကားပြောရအောင်နေတယ်လေအကွာဖေးနောက်မှလူချစ်လူခင်ကိုမနာဘူးလေယောဂပြပြီးရဲ့မင်္ဂလေးလူဒီရောပုံပေါ်တယ်လို့ပါတယ်ယောက်ျားလေးလူတော့နောက်မှတင်ကားတိဖြစ်စီရဲ့ ဒီကိုတို့ဒီကောလေးတဲ့ကွာနောက်လေနောက်ရေးကျွန်တော်တက်လာ နာနာနာတယ်လေဒါပြည့်နာကိုရပါဒီကလေးထုတ်ပေးမယ်အားပြီးပြီးသူပါတယ်ဒီပြန်လေးနဲ့ကြာတာစင်ဒီမှာလုံးလေးရှိသေးရဲ့ဒါကလေးပါပြေးပေးပါလို့လေအားလုံးအားလုံးပါဒီကိုညောင်းပါနတ်တပြည့်စီဝေးသွား သူ့သားမတက်ဘူးသူ့သားနှက်ချင်းတူတာသူ့သားငွေတင်မတက်ဘူးသူ့ပြန်နောက်ကြသူ့သားလည်းနောက်ကြပါဘူးဒီလိုမရှိဘူးဟုတ်တယ်မလားဝေးပြောတာကျွန်တော်တို့နေလာမယ်အဓိကတော့ဖះကိုရောက်ရင် တန်လှန် ဟုတ်လား ကျွန်တော်တို့ရွှေစည်းကုန်းဖះကိုရောက်နေတာဖြစ်ပါတယ်ကျွန်တော်တို့လည်းများဘူးရွှေသင်္ကန်းလေးတူမှာပေါ့နော်ကျွန်တော်တို့ဒါရွှေသင်္ကန်းလေးမှာပါတော့ဦးမျိုးမြင့်ဒေါ်မြမြမော်မိသားစုအားတော့မြစီဒီဖြစ်ပါတယ်မြစီဒီမှာတော့ဒါမြစီဒီကြောက်စာကူပြောက်ကြီးပေါ့နော်ကူပြောက်ကြီးဖေအားနဲ့မြစီဒီကြောက်စာမြစီဒီဖေအားဖြစ်ပါတယ်မြင်းကဘာမှာရှိတဲ့ကူပြောက်ကြီးနဲ့မြစီဒီဇီဒီမြစီဒီကြောက်စာပဲဖြစ်ပါတယ်နော် ကိုကြီး ဒီမှာတော့မြစီဒီ မုံဘိုးလေးပဲပေးလေကိုမုံဘိုးလေးပဲပေးလေကိုဖယားတမန်ကိုညမာလူရောအင်္ဂလိပ်လူရောချင်းပြမယ်လေ ရတယ်ငါဝီကီပီဒီယာမှာဖတ်တာလေ
မနူဝါဖျားဖြစ်ပါတယ်ကျွန်တော်တို့အခုမနူဝါဖျားမနူဝါမင်းကြီးရဲ့ကောင်းမှုတော့မနူဝါဖျားကိုကျွန်တော်တို့မြင်တွေ့ရမှာပဲဖြစ်ပါတယ်ဗျာအခုကျွန်တော်တို့မနူဝါဖျားကိုရောက်ရှိနေတာဖြစ်ပါတယ်မနူဟာဘုရင်ရဲ့ကောင်းမှုတော်ဖြစ်တယ်မနူဝါဖျားဖြစ်ပါတယ်ကျွန်တော်တို့ဒီမနူဝါဘုရားကြီးကိုဝင်လိုက်တာနဲ့သရုံပြင်းဟိုနာမနူဝါမင်းကြီးရဲ့ကောင်းမှုပေါ့နော်ဒီမအူကအရင်ချင်းတယ်ဒါပေမဲ့အထဲမှာကြတော့ဘုရားကြီးကိုအပြည့်တိဆောက်ထားတာဒါမနူဝါဘုရင်ကြီးရဲ့ဘယ်လောက်ထိသူမွန်းချက်မှုတွေသူ့ရဲ့ချုပ်တီးမှုတွေနဲ့သူတစ်ပါးတိုင်းပြည်မှာဖမ်းခံခဲ့ရတဲ့အခါမှာဘယ်လောက်ထိစိတ်ချင်းချက်နေပါလဲဆိုတာကိုပြသခြင်းတဲ့သဘောနဲ့ဒီမနူဟာဘုရားကြီးကိုတည်ထားခဲ့တာပေါ့နော်လူတွေရှယ်တွေကျွေးနေတယ်ဗျာရှယ်တွေကျွေးနေတာဗျာဟာဘုရားပါဗျာဟင်းနေနေဆက်ဆူလိုက်အောင်နော်ကိုကြီးဆုံမဲဟိဒီမှာပဲဟင်းနေလဲပါပါတယ်ဟင်းနေလဲပါပါတယ်ဟင်းနေလဲဆုံမဲဗျာရမ်းကောင်းတယ်ဒီကောင်းနေပေးလိုက်တာပဲဆမောတော့တက်ပြောလိုက်မယ်အလုံးဆုံမဲဒီပကံမြလာပါပြီနော်လာပြီဟုတ်ကျွန်တော်တို့ပကံကနေပြီးတော့ဒီနေ့ပြန်ပါပြီเนาะပကံနေပြန်ပါပြီကိုဒီလေးပါမန္တလေးကိုလည်းကျွန်တော်တို့သွားပါပြီเนาะပကံကနေလာနေပါပြီမန္တလေးကိုလာနေပါမန္တလေးမှာကျွန်တော်တင်တဲ့မှုလာနေတာဖြစ်ပါတယ် KPI မင်းသားလေးနဲ့ KPI မင်းသားလေးနဲ့ဘုံတွဲမယ်အဲ့ဒီမျိုးတော့ရောက်ရှိလို့လာပြီဖြစ်ပါတယ်ခင်ဗျာမန္တလေးကိုရောက်ပါ